စာပေမှာဒီရက်လေဆိုတာဘလို့ဖြစ်လာတယ်လဲဆိုတာလေးပြောပြပါတကယ်တော့ဖះလက်ထက်ကစာပေတွေကိုကြည့်ရင်ဒီလိုရက်လေလောက်တယ်ဆိုတာတော့မရှိပါဘူးရက်လေလောက်တာဆိုတာမရှိဘူးမရှိဘဲနဲ့ဘလို့လောက်ဖြစ်လာတော့ဆိုတာဖះလက်ထက်တုန်းကယဟန်တစ်ပါးကသင်္ကန်းချုပ်သူဝိဖို့ပေါ့နော်ဖះလက်ထက်ကသင်္ကန်းဆိုတာကိုယ့်အကိုချုပ်ရတာကိုယ့်အကိုအပ်နဲ့လေအချင်းနဲ့ချုပ်တဲ့အခါမှာလည်းပဲသူကပိတ်စားကအပြည့်စုံရှိရင်တော့တခါတည်းနဲ့တထိုင်နဲ့ချုပ်ပြီးတော့တခါတည်းနဲ့ပြီးတာပေါ့ပိတ်စားကမလောက်လို့ရှိရင်ရသလောက်လေးချုပ်ပြီးလို့ရှိရင်ကြံတာချမ်းထားပြီးနောက်တစ်ခါပိတ်ရမှာနောက်တစ်ခါပြန်ချုပ်ရတယ်ဒါဖះလက်ထက်ကသင်္ကန်းချုပ်တဲ့နီးစနစ်ကိုသိမှမို့လို့ဒီတရားကအဲ့ဒါလေးကိုအရင်ရှင်းရတာနော်အဲ့ဒီယဟန်ကအဲ့ဒီလုံးနဲ့သင်္ကန်းချုပ်ရင်းနဲ့သင်္ကန်းကမပြီးသေးဘူးပိတ်စာလိုလို့ရပ်ထားတာမချုပ်ဖဲနဲ့ဆက်မချုပ်ဖဲနဲ့ရပ်ထားရင်းနဲ့အဲ့ဒီတန်လန်းနဲ့ယောဂဖြစ်ပြီးတော့သူကပြန်တော်မူတာနော်ပြန်တော်မူတော့အဲ့ဒီသင်္ကန်းကိုသူကဆွဲသွားတယ်စိတ်ကဆွဲပြီးတော့အဲ့ဒီသင်္ကန်းထဲမှာတန်းဖြစ်နေတယ်တဲ့နော်သင်္ကန်းထဲမှာတန်းဖြစ်နေတဲ့ခါကျတော့ငါတို့ဝီနီးအေယာကယဟန်တစ်ပါးပိုင်တဲ့ပစ္စည်းအဲ့ဒီယဟန်တစ်ပါးပြန်တော်မူတဲ့ဆိုရင်သူကတန်ခိကအလိုလိုတန်ခိကဖြစ်သွားတာအဲ့တော့အဲ့ဒီယဟန်ချုပ်ထားတဲ့အဲ့ဒီမပြီးတပိသင်္ကန်းကြီးကတန်ခိကဖြစ်သွားသူကပြန်တော်မူသွားတော့လေတန်ခိကဖြစ်လို့ရှိရင်အဲ့ဒီကျောင်းလိုက်မှာရှိတဲ့တန်ဃာတွေကခွဲပြီးတော့ခွဲလို့ရရင်ခွဲယူမှာခွဲမရရင်လည်းမဲချပြီးတော့ယူရတော့မှာလေခွဲယူကြတော့မှာဟုတ်အဲ့ဒီမှာတန်ဃာတွေကနေပြီးတော့အဲ့ဒီကိုတော်ရဲ့ပြန်တော်မူတဲ့ကိုတော်ရဲ့သင်္ကန်းကြီးကိုတန်ခိကပစ္စည်းခွဲဝေမယ်လို့လုပ်နေတာမြတ်စွာဘုရားကသိတဲ့အခါကျတော့ယဟန်တို့အဲ့ဒီလိုယဟန်တစ်ပါးပြန်တော်မူသွားလို့ရှိရင်သူပိုင်တဲ့ပစ္စည်းတန်ခိကပစ္စည်းကိုခွဲတဲ့အခါမှာချက်ချင်းကြီးသွားမခွဲနဲ့အောင်ခွဲနေရလောက်ဆိုင်အောင်လို့ပြောဘုရားလိုမိတ်နေနော်ဘာမှမပြောဘူးခွဲနေရလောက်ဆိုင်အောင်နဲ့ဒါနဲ့ခွဲနေရနေမှခွဲရတယ်အဲ့ဒီနောက်ကြမှာဘုရားကပြောတာဘာကြောင့်ခုနှစ်ရက်ဆိုင်ခိုင်းတာတုံးဆိုတာလေနောက်ကြတော့မမြတ်တော်ဘုရားကဒီယဟန်ကြီးကတဲ့သူ့သင်္ကန်းကိုဆွဲပြီးတော့တန်းဖြစ်နေတာတဲ့သူ့ပစ္စည်းကိုတန်ဃာတော်တွေကခွဲမယ်လို့တဲ့အခါမှာဒေါတွေပွားနာသူ့ပစ္စည်းခွဲရမလားဆိုပြီးတော့စိတ်တွေဆိုးနေတာတဲ့အဲ့ဒါသွားခွဲလိုက်လို့ရှိရင်တန်ဃာတွေပေါ်ပြင်မပြီးတော့အကုသိုလ်တွေဖြစ်ပြီးတော့တန်ဘဝမှာသူကြားသွားနိုင်တယ်တဲ့ကြားသွားနိုင်တဲ့အတွက်မခွဲကြနဲ့အောင်ခုနှစ်ရက်လောက်ဆိုင်အောင်ဆိုပြောခဲ့အဲ့ဒီပြောခဲ့တဲ့စကားအရာခုနှစ်ရက်လေလို့ငါတော့ဖြစ်လာတဲ့ထင်တာပဲစာထဲမှာလိုက်ရှာတော့အဲ့ဒါပဲတွေ့နော်ခုနှစ်